KFC အချက်ကြော်ဟာကမ္ဘာတဝန်းမှာဘာလို့လူကြိုက်များနေရတာလဲဘယ်လိုစနစ်တကျထုတ်လုပ်နေတာလဲဆိုတာကိုအခုဗီဒီယိုမှာလေ့လာကြည့်လိုက်ရအောင်တက်ကလေးတစ်ကောင်ဥကပေါက်လာပြီးရက်40အတွင်းမှာတင်နှိမ့်ပကံတေးကအစားအစာဖြစ်လာပါတယ်ဒါဟာစက်မှုလေယာထုတ်လုပ်မှုအတွက်ပြီးတက်မျိုးဖောက်ထားလို့ဖြစ်ပြီးအချိန်တိုအတွဲအမြန်ဆုံးကြီးထွားအောင်လုပ်ဆောင်ထားတာပါဇက်ယုံထဲရောက်တာနဲ့စက်တီကနေအတောင်ပံပေါင်သားရင်ပုံသားစသဖြင့်ပုံတေအရွယ်စားရဲ့အကြိုင်တိတိကျကျပိုင်းဖြတ်ပါတယ်အသားတိုင်းကအလေးချိန်တူညီမှုတွေပါရှိနေပါတယ်ပေါ်ထွက်လာတဲ့အသားစာအညကလေးတွေကိုလွှတ်မပြပါဘူး။ရင်ပုံသားကထွက်တဲ့အသားစာတွေကိုကြိတ်ပြီးပုံစံပြန်ဖော်က chicken nuggets တွေအသားပြားတွေနဲ့ပီဇာပေါ်မှာတုံးတဲ့ချက်သားတုံးလေးတွေအဖြစ်ဒုတိယတန်းစာထုတ်ကုန်တွေထပ်မံထုတ်လုပ်ပါတယ်။ကျုံမကတ်ချင်းကျိုးတင်ကြော်ချင်းနဲ့အေးခန့်စနစ်တွေကိုဇက်ယုံပါတဲ့အပီးသက်လုပ်ဆောင်ပါတယ်။ပြီးမှစိုက်လေးစီကိုအေးခန့်ကားတွေနဲ့ပို့ဆောင်တာပါ။တင်အော်ဒါမှာတဲ့အခါကျမှပါစိုက်မှာနောက်ဆုံးအဆင့်စီကူအိုးတဲ့ထည့်ကြော်တာဖြစ်ပါတယ်။ KFC ချက်သားကိုလူချိုင်များနေရတဲ့အကြောင်းရင်းဟာအချီးစားထုတ်လုပ်မှုတင်းကျပ်တဲ့လုပ်ငန်းကြီးနဲ့စွန့်ပစ်ပစ္စည်းမရှိသလောက်နှဲပါချင်းတို့ကြောင့်ဖြစ်ပါတယ်။အစိတ်တိုင်းကိုအသေးစိတ်တွက်ချက်ထားတဲ့စက်မှုစနစ်ကြောင့်ဈေးသက်သာကလူချိုင်များနေရခြင်းဖြစ်ပါတယ်